ရန်ကုန်မြစ်ကြီးထဲမှာလင်းချင်းလေးခံရင်းနဲ့နေ့ခင်းအရန်လာတဲ့ဆန်းဆက်ကိုငေးကြည့်ခံစားရင်မဘယ်ရီကိုအပျော်စီးတင်မောပေးစီးပြီးသမီးလေးရဲ့အတွေ့အကြုံတင်တဲ့အမှတ်တရလေးတွေကိုဖန်တီးပေးဖြစ်တယ်ဒီလိုတင်မောကိုသူပထမဆုံးစီးပူတာဆိုတော့လေသူအရန်လဲ excited ဖြစ်ပြီးအရန်လဲပျော်နေခဲ့တာအပြင်မသွားခင်မှာတော့ထုံးစံတိုင်းရေမိုးချိုးပြီးလှလှပြင်းနေပေါ့နော်ဒီနှစ်နွေရာသီမှာစပြီးသုံးဖြစ်လာခဲ့တယ်ပီစုရဲ့ကူလင်းလို့ရှင်းလိုက်ရလေအခုမိုးရာသီရောက်တဲ့ထိလည်းမရှိမဖြစ်ပဲကလေးလေးတွေမှာအဖြစ်များကြတယ်မိတ်ဖို့လေးတွေထွက်တာနဲ့အသားရဲ့ရာရန်တာလေးတွေလုံးဝတက်တာစေပြီးကူလင်းလို့ရှင်းဆိုတဲ့အတိုင်းပဲလေးလိုက်အေးလေးနဲ့အသားရဲ့စိတ်ဝင်တာအရမ်းမြန်တယ်ဘက်တီးရီးယားတွေကိုကာကွယ်ပေးပြီးစီကကပ်ဖြစ်နေတာမျိုးမရှိလို့အခုလိုမိုးရသည့်အတွက်လည်းကွက်တိပဲအနက်လေးကလည်း aromatherapy မှာအဓိကသုံးတဲ့ဒီခါမင်းဆက်အနက်လေးကြောင့်ညဘက်အိပ်ယာဝင်တဲ့အချိန်မှာလိမ့်ပေးခဲ့ရင်လည်းကလေးလေးတွေနှိမ့်ကြကြအိပ်ပျော်စေတယ်မေလိမ့်ပေးပြီးတာတော့သူကိုယ်တိုင်ထက်လိမ့်ချင်တယ်ဆိုလို့ခွင့်ပြုပေးထားရသေးတာအချိန်ထဲမှာပဲလူကြီးတွေကတင်မောသွားစီဖို့အလှပြင်နေကြတာဆိုတော့လေသူကလည်းတင်မောသွားစီဖို့သူကိုယ်တိုင်အလှပြင်တော့မယ်ဆိုပဲနောက်ပြီးဒီပီစုကူလင်းလို့ရှင်းလေးရလေစင်ကာပူ brand လည်းဖြစ်ပြီးမွေးကင်းစကလေးအရွယ်ကလေးကနေစသုံးပေးလို့ရတယ်ဆိုတော့သမီးလေးရဲ့ body အပြင် face ကိုပါသုံးပေးဖြစ်တယ်အသားရည်ကိုချုံးမွေးစေပြီးကြည်လင်ဝင်းပတဲ့ brightening effect ပါပေးတဲ့အပြင်ရေမိုးဆောင်300ဒီလုံးအသုံးတဲ့တော့အရန်အဆင်ပြေတာဆိုအားလုံးပြီးတာနဲ့တင်မောစိတ်ကံကိုရောက်ပါပြီအမှန်တကယ်တော့မမဘရီဖွားနဲ့အမျိုးတွေပါရန်ကုန်ရောက်နေကြရဆိုတော့လေအကုန်လုံးလိုက်ပို့ရင်နဲ့တွားခဲ့တာပေါ့နော်တင်မောက9နိုင်အတိထွက်တာမို့4နိုင်အရောက်သွားခဲ့တယ်တက်ကလေးတွေစစ်ပြီးအထက်ရောက်တာနဲ့ welcome juice တိုက်တယ်မိခွားရဲ့စကားတပြောနဲ့ juice တောက်နေကြတာဒါကတော့တင်မောရဲ့အောက်ဆုံးထပ်ပါတင်မောက3ထပ်ရှိတယ်အောက်ဆုံးတစ်ထပ်ကတော့မိုးလုံလေးလုံးပေါ့နော်အပေါ်ဆုံး2ထပ်ကတော့အခုလိုမျိုးလေးဟာပြင်းလေးပါအထက်နဲ့တစ်ထပ်ကလည်းတက်ကဈေးနှုန်းတွေမတူဘူးပေါ့နော်အခုကတော့4နိုင်မိနစ်50ရှိနေပြီ9နိုင်အတိဆိုရင်တော့တင်မောကန်ကခွာတော့မှာပေါ့နော်ပုံမှန်ဆိုရင်ဒီရက်ပိုင်းကညနေပိုင်းတွေမှာမိုးရွာတက်ပေမဲ့ဒီနေ့ရာသီဥတုကတော့ကိုရီဘက်ပါတယ်လို့ပြောရမှာပေါ့နော်ကဲပြောလို့တော့မဆုံးသေးဘူးမိုးပွဲလေးတွေကြာလာပြီတော်သေးတာကအများကြီးရွာတာမဟုတ်ပဲမိုးပွဲလေးလောက်နဲ့ပြီးသွားလို့9နိုင်အတိဆိုတာနဲ့ကန်ကနေတင်မောစတင်ထွက်ခွာပါပြီတင်မောထွက်တာနဲ့အော်ဆွဲတဲ့အတန်ကြာပြီးမမဘရီတယောက်သဘောတွေကြာနေတာဒါကတော့မမဘရီရဲ့ကိုမမတွေနဲ့တီနဲ့ဖွားဖွားပါတင်မောစာထွက်တာနဲ့ music band ကလည်း live တီးခတ်ပေးနေရပါတော့ cruise ရတဲ့ခက်စားချက်နဲ့ live ဖတ်တဲ့တခြင်းတွေကိုရွေးချယ်တီးဆိုပေးနေတယ်ဆိုတော့လေအရန်တော့မိုက်တယ်တချင်းလေးနားထောင်ရင်ဘူဖေးတင်တာစားရင်ရေဝင်စည်းစားအလှတွေခံစားရင်လည်း relax ဖြစ်ခဲ့တာပေါ့နော်မမဘယ်ရီကတင်မောပေါ်မှာတွေ့သမျှအရာတွေအကုန်လုံးသူ့အတွက်အသက်ဆန်းတွေဖြစ်နေတာမို့ဒီလိုက်တဲ့မေကွန်းတွေကလည်းအများကြီးပဲမမဘယ်ရီမေးတဲ့မေကွန်းလေးတွေကိုပြန်ဖြေရင်းနဲ့ family quality တိုင်းလည်းဖြစ်ခဲ့တာပေါ့နော်၃နှစ်ကျော်လာတဲ့ကလေးလေးတယောက်ကပတ်ဝန်းကျင်အသက်ဆန်းတွေဆိုရင်အများနဲ့စူးစမ်းလေ့လာတတ်ပြီးမေကွန်းတွေလည်းအများကြီးမေးတတ်တဲ့အရွယ်မို့သူတို့မေးလာတဲ့မေကွန်းတိုင်းကိုလည်းဂရုတစိုက်နဲ့စိတ်ရှိရှိဖြေပေးဖို့ကလည်းမိဘတွေမှာအပြည့်အဝတာဝန်ရှိတယ်ပေါ့နော်ဒီလိုပတ်ဝန်းကျင်အသက်ဆန်းတွေနဲ့ထိတွေ့ပေးခြင်းဖြင့်ကလေးလေးတွေရဲ့ brain development ကိုလည်းအများကြီးဖွံ့ဖြိုးတိုးတက်စေပါတယ်တင်မောပေါ်ကအဆက်မပြတ်တီးခတ်ပေးတဲ့ music band လေးနဲ့တဘာဝအလှပတွေခန်းစားရင်းစီးလာခဲ့လိုက်တာည9နာရီမှာတော့ဘူတထောင်စိတ်ကန်းပြန်ကပ်ပါပြီနောက်ဆုံးတော့မမဘယ်ရီလည်းဘိုက်တွေတင်းပြီးလင်းချင်းခံပြီးအိပ်ပျော်သွားပါတယ်အခုစီးဖြစ်တဲ့ dinner crew လေးကတော့ရန်ကုန် river crew ပါဗီဒီယိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင် bye bye